ကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်ကစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေတဲ့နဲ့တရားတော်ကိုနာယူနိုင်ကြပါ၏မှန်ပါဗျာယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1368ခုပြာသူလာဆန်း9ရက်2006ခုနှစ်12လပိုင်း28ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုတ်ဆရာတော်ကျေးဇူးတော်ရှင်ဧကမဟာပန္တိတဘုဂုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့အောင်မြေသာစံမြို့နယ်ပြည်ကြီးအိမ်အမှတ်80လေးလမ်းနဲ့88လမ်းတောင်အိမ်အမှတ်80မြင်းဆောင်အိမ်သိမ့်တန်းရတနာရိပ်မွန်ဓမ္မတရင်မန္တတော်တွင်၌မန္တဘုံသောဘုရားဘုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဘုရားဘုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမုန်းထား၍တရားဘောတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖွဲ့မှကြီးမှုခြင်းပပြုလုပ်အပ်သောဘုဂုဝိပဿနာ6ညတာအထူးအလုပ်ပေးတရားပွဲဒုတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောကိုသန့်လွင်ခေါ်ကူလုံးလုံးမတ်တင်တင်လင်းတာမောင်ဖြူမင်းသက်သမီးမဆုတန့်စဉ်မဆုလမင်းမရှင်းတန့်လင်းမိသားစုတို့မှာလူတိုင်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြောက်ရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာရတဲ့အတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ရခင်သန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်လူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ရှင်းဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်မှန်ပါဗျာသစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအဖြစ်၎င်းဘုရားမြတ်မောက်တို့ယနေ့တရားနာကြော့ရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားတော်မှာဖြစ်ပါလေ။အလုံးစုံသူတော်ကောင်းပေါင်းတို့လည်းမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့အဆုံးအမတွေကိုစရတကူကျူးစာနာယူမှတ်သားကြပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်ပိုင်းခြားသိမြင်နိုင်အောင်ကျိုးစားပါလို့ရှင်းဥစွာလေးစားစွာနဲ့တိုက်တွန်းပါနော်မှန်ပါဗျာဘုရားတို့တော်တို့လူဘဝကိုဘာအတွက်ရောက်လာကြရိက္ခာဖြစ်ခြင်းမှုနော်ကာလစီခီးဘယမနာသွားမယ်ဆိုရင်လောင်စာအပြည့်စုံပါရလူတယောက်တတ္တဝါတကောင်အသက်ရှင်ရည်တည်ဖို့ဆိုရင်လည်းရိက္ခာဖြစ်ခြင်းရဖို့လိုတယ်အဲ့တော့ခရီးရှိတစ်ခုသွားမယ်ဆိုရင်ခရီးအတွက်လုံလောက်တဲ့ရိက္ခာမလိုဘူးလားလိုပါတယ်ဗျာကိုယ်လည်းသံတရားမှာလူပေါင်းလူလောကဒီဘာလို့တဲ့နေရာလဲလို့ပြီးရိက္ခာရှိတယ်မမေ့နဲ့နော်မှန်ပါဗျာဘာလို့တဲ့နေရာရိက္ခာရှိတဲ့နေရာပါဗျာ
ရှိတဲ့တရားဒါလေးမနေ့ကပြောပြီးအဲ့တော့ဒီနေ့ဘယ်လိုမြတ်ခင်းစိမ့်လေးတရားတော်မြတ်ခင်းစိမ့်လေးဟောရအောင်နော်တရားတော်နာမည်ပါလဲဆိုမြတ်ခင်းစိမ့်လေးသာမှတ်ထားဖို့နော်ဘာလို့လဲဆိုတို့ဗမာစကားမှာရှိတယ်ရည်ကြီးရခုလေတိုင်းပြည်စီဝါရေးလုပ်ကြတော့အစဉ်ပြေတဲ့နေရာရွေ့ရှားသွားလာပြီးလုပ်ကြတော့ဒီတရားဟောတဲ့မေးလိုက်ရင်ဇာတိပဲရလဲဆိုစုံဖို့ပေါ့ဗျာဟင်ဒီတရားဟောနေတဲ့ဓမ္မဂရိကကိုပြန်ကြည့်ရင်ဒါဥစဉ်လည်းမွေးတော့ကတော့ဘုံဘုံမှာမွေးအဲမန္တလေးဆိုတာမနေခြင်းဆုံးအရာပေါ့ဗျာငယ်ငယ်တော့ကတော့မန္တလေးဆင်းရင်ခဏသွားလိုက်မေးမဖြစ်လို့ငရဲပြီးသွားလိုက်အောင်ပဲအဲ့လိုပြောတာနော်ဆိုတော့ဒီဆောင်းရင်းကြီးဆင်းလာကြီးချိုးကြတော့တရားလူတွေအော်တရားလူတွေတော့မိဖို့ကြီးဖိုးပြီးလုံးတယ်တို့စီကတော့ဒီအိမ်တော့ကအေးစေးပေါ့နော်တို့တော်လည်းပဲဒီလူဘာပြောပြောဒီမန္တလေးမှာပဲနေရတာပဲဟုတ်ကဲ့လားအဲ့တော့ဒီလိုပဲဒီကဆုံးမပုဂ္ဂိုလ်ကြီးဒီထဲမပါဘူးလားပါပါဘယ်လိုလုပ်ဒီနေရာရောက်လာကြရည်ကြီးရာမျက်လူရာရှာရင်းပေါ့ဟုတ်ကဲ့လားအခုလူအောင်လူလောကရိတ်ခါဖြစ်ကြတော့မယ်ဆိုတော့လေဒီမြက်ခင်းစိမ့်ကလေးဗါလဲမြက်ခင်းစိမ့်လေးပါဗျာရရှိကိုလိုမြတ်ကြီးကသုတ္တမေသာဝကတွေကိုသတိပေးထားတာခြေသားလို့တဲ့မုတ်ဆိုးတယောက်ဘာလို့လဲမုတ်ဆိုးတယောက်ပါဗျာမုတ်ဆိုးတယောက်ဟာတောဆက်ကလေးတစ်ခုမှာမြက်ခင်းကလေးတတ်တရရတန်တရှင်းရှင်းတန်တန်ပွားတော့အမှန်တန်ကောင်းတဲ့မြက်ခင်းကလေးတွေရွေးပြီးတော့မွေးထားတယ်အဲ့ဒီမြက်ခင်းကလေးနဲ့လို့ဘေးပါလဲတောက်ရည်တောက်เสียရေအိုင်လေးပါလေးလှုပ်ထားတယ်မုတ်ဆိုးကအဲ့ဒီမြက်ခင်းကိုစိုက်ထားတာဟာတဲ့သတ္တဝါတွေအပေါ်မှာအလှပေးမလို့လားဟုတ်ပါဗျာမေးပြီနော်မြက်ခင်းလေးကိုစိတ်စိတ်လေးအခုကောက်ကလတ်တွေပါလေမြင်ဘူးလားမြင်ပါပါဗျာအဲ့ဒီတိုင်းပေါ့ဗျာဩစတြေးလျမြက်တွေပါလေတော့ဟုတ်ရှင်ဟုတ်မှာပေါ့မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့မြက်ခင်းလေးစိတ်စိတ်လေးအဲ့ဒီမြက်ခင်းစိတ်ကလေးကိုမြက်ကလေးတွေရှင်းတန်ကြီးထွားအောင်ဘီးဆိုင်ပြီးမွေးတယ်ဘေးမှာလည်းဒီအိုင်လေးပါလေလှုပ်ထားပြီးအဲ့ဒါတော်တွေကသားကောင်လေးတွေအတွက်ဒီမုတ်ဆိုးကအလှပေးတာလားဟုတ်ပါဘူးဗျာသူဘာလို့ကိုမွေးတာထောင်ချဘာလဲမနေ့ကကြောက်ကွင်းကြောက်ကွင်းလွတ်အောင်လုပ်အောင်မဲမပြောခဲ့ဘူးလားခုခင်ဗျားတို့ကျုပ်တို့အိတ်နေတာတော့ဘယ်ပေါ်အိတ်နေတယ်ချင်းရောက်ပေါ်အိတ်နေတာစားသွားလာစားတော့နေတဲ့စကြက်ကရောဟောကြောင့်ဝဲတဲ့ဒီမှာမြက်ခင်းစိတ်ကလေးမုတ်ဆိုးမွေးထားတဲ့မြက်ခင်းအဲ့ဒီမြက်ခင်းဟာသားကောင်တွေကိုတဏှာလို့မေတ္တာရှိလို့အလူပေးထားတဲ့မြက်ခင်းလို့ဆိုမလားဟုတ်ပါဗျာအဲ့ဒီတော့ကသားသမင်တွေသိပ်ပေါ်တဲ့တွေ့တဲ့မုတ်ဆိုးဟာဒီမြက်ခင်းကလေးနဲ့အယောင်ပြဗန်းပြပြီးတော့ဒီမြက်ခင်းမှာသားကောင်တွေလာစားရင်သမင်တွေလာစားရင်ဘာလို့ဖမ်းမှာအဲ့တော့ငါဥပမာပေးမယ်ကွာပညာမဲ့တဲ့အသိဉာဏ်မဲ့တဲ့စင်ရင်တုံတရားမရှိတဲ့စကလုံးလေးတွေပညာမဲ့အသိဉာဏ်မဲ့စင်ရင်တုံတရားမရှိတဲ့စဉ်းစားကြရလေးပညာမဲ့တဲ့ဒီနေ့ကိုသတ်လို့နော်ဘလုံးလုံးလို့ပေါ့ကြားဝဲတွေပါလေလို့သူငယ်လူရွယ်တွေဥစ္စာကြည်အံ့ဩတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်ကငါးပါးအယုံကံမကုန်နဲ့ပျော်လို့ကောင်းဆုံးချိန်ကိုပဲနော်အဲ့ဒါသူတို့တရားမလုပ်တာနာမကြီးကျင်လို့ထင်ပါရဲ့ဟုတ်ပါဘူးဗျာဟုတ်ဘူးဗျာနော်အဲ့ဒါ popular ဖြစ်အောင်လုပ်တယ်ဒီကောင်ကဟုတ်ပါဘူးဗျာဘာတော့တရားဟုတ်ပါဗျာပညာရှာမှတ်တာတရားနာတာဘာလို့လဲပညာရှာတရားဘုလုပ်တယ်လေပညာအဲ့လိုဖြစ်အောင်လို့ခုနေလေးမှာဦးဇင်းတို့အလူတွေသွားဟောတဲ့အခါခြေစချလာဟောပေးပါမဟုတ်နိုင်ဘူးကွာခြေစချအဲ့လည်းမဟုတ်စိတ်လည်းမဝင်စားဘူးဘာလို့လဲဆိုခြေစချတဲ့အချိန်လေးတို့အလူကပန်းပြီးတော့လက်လွန်ကုန်ဘာမှလုပ်မရတော့နော်အဲ့တော့အကျိုးလေးပြင်ညာတော့အခုနည်းနည်း popular တော့ဖြစ်လာပြီပေါ့ modelize ပေါ့နော်ခေတ်မိလာဟုတ်လား
ဘာလို့ဆိုတော့အလူလို့ရင်တရားဝတ်တယ်သို့တော့အလူကအလူမကတရားဝတ်တဲ့လာပြီးတော့မိတ်ကကြီးအဖွဲသားနဲ့လာပြီးတော့အိမ်ငိုက်နေရင်ကျေးဇူးများမလားမများပါဘူးဗျာအေးတော့တရားနာတဲ့ချိန်တော့ဘာမလို့မိတ်ကကြီးခဏဘိတ်ဖယ်ထိုင်စမ်းပါသတ်သတ်ရှင်းရှင်းလေးနဲ့ဟုတ်လားဖြူစင်သန့်ရှင်းတဲ့အဝတ်ကလေးနဲ့လွတ်လွတ်လပ်လပ်မိတ်ကကြီးနေတဲ့နေရာနဲ့ခုလိုလွတ်လွတ်လပ်နေရတာဘယ်ဟာကပို့ပြီးတော့စိတ်ရှင်းလွတ်လွတ်လပ်လပ်နေရတာစိတ်ရှင်းပါရဲ့ဗျာစဉ်းစားကြည့်ကြပါဟုတ်လားအဲ့တော့စိတ်လွတ်လပ်နေမှစိတ်ထဲမှာအိုးဟာဖွင့်ပြီးတော့မှလုံလုံချုံချုံနဲ့ဖွင့်ထားမှထည့်ကျင်လားထည့်ပါဗျာဒီလိုလိုဘုန်းကြီးကပိတ်ပြီးတော့ထဲထဲရှုပ်ရှက်ခတ်နေဘာမှထည့်လို့မရပါဘူးဗျာအဲ့ဒါပဲအဲ့တော့စိတ်ကိုရှုပ်နေတဲ့ချိန်တရားနာလို့မရပါဘူးဗျာဟုတ်အဲ့တော့popular ဖြစ်အောင်တော့ဘယ်လိုကြလဲကွာလို့ပညာလိုချင်တော့လုပ်ပါဟုတ်ကဲ့လားဒါကြောင့်မို့ပညာမဲ့ဆိုဒီလိုသူတော်ကောင်းတို့ရဲ့အဆုံးအမကိုနာယူမှတ်သားမှုချင်းမရှိရင်ပညာရှိမလားရှိပါဘူးဗျာပညာဆိုတာအလိုလိုရှိတာလားလေးလာစီးဘူးမှရှိတာလေးလာစီးဘူးမှရှိတာပါဗျာအဲ့ဒါပဲလေးလာစီးဘူးရမယ်သင်ယူမှတ်သားရမယ်ကျင်တယ်နော်အခုတရားပွဲဆိုတာဒါလေးလာရုံပဲသင်ယူမှတ်သားခြင်းတော့ခက်ဟောစခန်းဝင်ရဒါတရားစကားတွေကိုဦးဇင်းဟိုကြောင်ညာပေးတာတော့မဟုတ်ဘူးသို့တော့ဆရာသမားနဲ့အနီးကလေ့ကျင့်သင်ယူမှတတ်မှာဘူးဒါက knowledge general knowledge ခေါ်တယ်အထွေထွေဘဟုတုတ္တတရားပွဲကဘုသူတ္တအဆင့်လောက်ပဲရှိမှန်ပါဗျာဦးဇင်းတို့ဘလောက်ပဲအလုပ်ပေးဟောစနစ်တကျအားထုတ်လေ့ကျင့်တာနဲ့တူသလားမတူပါဘူးဗျာတူဒီနေရာမှာပဲဆိုင်ဘုံဝင်နိဗ္ဗာန်ပြောင်းဘယ်လိုကျင့်လို့ဟောလို့မဖြစ်ဘူးမှန်ပါဗျာဘယ်လိုဖြစ်တာလို့ဆိုတော့လူအမျိုးမျိုးစိတ်ထွေထွေဉာဏ်ရည်အမျိုးမျိုးထဲမှာဦးဇင်းတို့ကဟာဒါကြီးကိုအလုပ်ပေးဝိပဿနာတက်ဟောနေလို့တော့မရပါဘူးဗျာတို့ထဲမှာစိတ်ဓာတ်ပြုပြင်ရေးလည်းလုပ်ပေးရဇာတိဓာတ်ပြုပြင်ရေးလည်းလုပ်ပေးရစိတ်ဓာတ်ရင့်ကျက်တည်ငြိမ်အောင်လည်းလုပ်ပေးရဟာဝိပဿနာဉာဏ်ပညာတွေရအောင်လည်းလုပ်ပေးရတောင်းစုံကပါအောင်လုပ်ပေးရရှင်းတယ်နော်ပညာမရှိတဲ့နောက်တစ်ခုပါအသိဉာဏ်မရှိတဲ့ဘာမရှိလဲအသိဉာဏ်ဆိုတာတတိနဲ့အသိတရားတတိထားပြီးသင်ခြင်းကြည့်ရင်ဒီအလုတ်ကအန္တရာယ်ရှိတယ်ဒီအလုတ်ကအန္တရာယ်မရှိဘူးဒီနေရာသွားရင်ကကောင်းသားမယ်ဒီနေရာသွားရင်ကပျက်စီးမယ်အသိဉာဏ်လိုသလားမလိုလားအဲ့ဒါပဲကလေးလေးတွေရွယ်သူကြီးပြင်းလာကြတာပဲသို့တော့တချို့ကဘိန်းသားဖြစ်သွားတချို့အယက်သမားဖြစ်သွားတချို့လမ်းပေါ်လေလွင့်သွားတချို့ပညာနဲ့ကြီးတွေဖြစ်သွားဒါပွားသွားအသိဉာဏ်ပါဝိကျင်မှာအတူတူပဲဘိန်းသားခြင်းလည်းဘိန်းရှိနေတာပဲဘိုးရှူခြင်းလည်းဘိုးရှိတယ်အရက်တောက်ခြင်းလည်းအရက်ရှိတယ်ဒါမို့လို့ကွန်ပျူတာပညာတွေ language knowledge တွေဘုသူတ္တတွေလိုချင်လို့လိုက်စားမယ်ဆိုလေရှိနေတဲ့အားလုံးရတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကကောင်းတာတွေသိယူတယ်အသိဉာဏ်မရှိတဲ့လူကမကောင်းတာသိယူတယ်ရှင်းသလားဘုရားသမားနဲ့အနိကနေရတော့ဒီအလောက်ကကုသိုလ်ဒီအလောကအကုသိုလ်အသိဉာဏ်တွေမရဘူးလားရပါတယ်ဒီလိုသာမရရင်လိမယ်ဖြတ်မယ်ခုံမယ်ထစ်မယ်အရေးကြီးတာကိုယ်စီပတ်ဆိုင်ရဖို့ပဲတဘောအစာပဲရှိဘာပဲရှိမယ်အဲ့ဒီတဘောအစာကလည်းတကယ်လားဓမ္မဉာဏ်ပညာအသိပညာနဲ့ရှင်းကြည့်ရမတရားသဖြင့်ရယူထားတဲ့ပစ္စည်းဟာချမ်းသာစွာအသုံးဆွဲလို့မရပါဘူးဗျာအဲ့ဒါရင်သူကလုံကလေးကဘာဖြစ်လဲရှင်းရဲနေတာရှုံးပေါ်နေတာခြေရသလားအဲ့ဒါအသိဉာဏ်မရှိဘူးဒီတော့ပညာရှိအောင်လည်းကြိုးစားအသိဉာဏ်နောက်တစ်ခုကဒီလိုတရားဒီနေ့ရခင်သိကလေးမှာအကုန်ပါဟမ်စင်ကြယ်တုံတရားမရှိရဲ့ဆိုကိုလုံးနေတဲ့အလုပ်တွေကိုပြန်ပြီးတော့မလုပ်နဲ့ဒီလိုရမယ်အရှုံးအမြတ်အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ဘာလို့စင်ကြယ်နေရမယ်ရှင်းသလားအဲ့တော့တဘောတခဏစားတော့ဝင်ရှိဥစ္စာရလိုက်လို့မျက်လိုက်သလိုလိုပဲသို့တော့နောက်မှသူနဲ့ပတ်သက်တဲ့သောကပရိဒီဝဒုက္ခဒေါမနတာတွေနဲ့အတူနောက်ခံစားရမယ်အဖြစ်တွေဓမ္မကအဖြစ်ပေးလာပြီဆိုရင်ဒီပုဂ္ဂိုလ်တွေရှောင်လွှဲလို့ရတယ်လောလောဆယ်တော့လွတ်နေသေးတယ်လို့ပေါ့
လောကကြီးမှာအကုသိုလ်လုပ်နေတဲ့ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိလားကြီးပွားတယ်ဆိုတာဥစ္စာဒနာကျော်ဝါတာကိုပြောတာပါဘုရားဒီပုဂ္ဂိုလ်အတွက်ဓမ္မကကြံခတ်လာပြီဆိုတဲ့အချိန်ကျတယ်တော့ပါနော်အဲ့တော့စင်ကြင်တုံတရားဘလောက်ပဲမွေးလို့ငတ်နေလေအကုသိုလ်နဲ့တော့အသက်မွေးဘူးရှင်းလားဘလောက်အစင်မပြေပြေกว่าသူတစ်ပါးပေါ်တော့မတရားမလုပ်ဘူးဟေးသူများသားမယားမစော်ကားဘူးဟေးရှင်းလားအဲ့လိုစင်ကြင်တုံတရားရှိရတဏှာစာလေးစားဖို့အတွက်လေတတန်လျာလုံးဆင်းရဲရမယ်အလုပ်မျိုးမလုပ်ပါဘူးဗျာအဲ့ဒါပဲအခုလောကတရားပြည့်နေကြတာလေးကိုကြည့်ပြီးတော့အတော်ပညာရှင်များဘက်ကကြည့်ရင်တနာစရာကောင်းပါတယ်မှန်ပါပါဗျာတဘောတဏှာစာအတွက်ခိုးဆိုးပြီးစားနေကြတယ်ခိုးကွက်စားနေကြတယ်မှုသားပြောစားနေကြတယ်ဒီဘဝတဏှာစာတော့ပြည်လေရင်ပြည်လေသွားမယ်အခုတောင်မှခိုးရတာဘာလို့ခိုးငတ်လို့ဘာလို့လိမ့်လဲငတ်လို့တဏှာကတောင်းတပြီးတော့လိမ့်ရဟုတ်ပြီအခုလိမ့်ရတာကကံကောင်းလို့လားကံဆိုးလို့ပါဗျာဟုတ်ပါပြီအဲ့ဒီလိမ့်တဲ့အပြစ်သိပြီဆိုတဲ့အချိန်ကြတော့သေရီတခြားမဲ့လိုက်ငရဲတရိစ္ဆာန်တော်မဟုတ်ဘူးနော်ဗါလဲငရဲတရိစ္ဆာန်ဘဝဆိုတာတော့ကံကောင်းထောက်မှရင်အကြောင်းညီညွတ်ရင်ကုသိုလ်ဖြစ်နိုင်ပြီမှန်ပါဗျာလင်းလူသား900လို့သက်သိမရှိဘူးလားရှိပါရဲ့သူတို့ပူနေနေတာပဲယဟန်နေလာပြီးပဋ္ဌာန်းရွတ်တာနဲ့သူတို့ကုသိုလ်ရသွားတယ်မှန်ပါဗျာဟာကလေးကြောက်လေရင်းနဲ့ဘုရားတရားဟောတာနဲ့သွားတွေ့ကုသိုလ်ရသွားတယ်ရှင်းလားဘောဓကအလောင်းတို့ခွေးဖြစ်နေတာပိစိကဗုဒ္ဓအလောင်းသွားပြင်ဒီဘုန်းကြီးရဲ့မေတ္တာတရားနဲ့ तू ကဘုန်းကြီးမမသိလားမသိပါဘူး तू ကသွားပြင်ဆိုအိမ်ကသွားပြီးခေါင်းလေးပုတ်လို့လိုက်ပြီးသွားပြီးဘုန်းကြီးသွားပြင်ပြီပြင်ပြီးပြန်လာဟိုလျှောက်ဒီလျှောက် तू ကလုံးလိုက်သေးတာ तू ထုံးစံတိုင်းဆိုတော့ဒီပုံမှာတန်ရောစဉ်ရှိလို့ तू လောက်တာပဲသို့တော်လည်းပဲသူ့တန်ရောစဉ်ကယဟန်ပုံရှိတဲ့တန်ရောစဉ်ဖြစ်တယ်တော့မရပါဘူးအခုခင်ဗျားတို့သူများသက်တဲ့ပြည့်သို့ဆံခိုးတဲ့ပြည့်မူသားပြောတဲ့အပြည့်သေရသေးရဲ့တောက်တဲ့အပြည့်သူများသားမယားပြစ်မှားစော်ကားတဲ့အပြည့်သိရင်သေချာတော့ဒုတိယဘောမှာငရဲကလွတ်လာတဲ့အခါသူသက်တဲ့လူဆိုဘဝထဲမဲ့တော်မယောဂပေါ်မှာလူစင်မမီဘူးမဆိုအင်္ဂါမဆုံးတာလေကြည့်လားအေးသိပ္ပံလို့တော့ပြောမှာပေါ့အမိတ်ပိုက်တဲ့မာနဲ့ထောက်လို့ညာနဲ့ထောက်လို့မိခင်ကအနေတိုင်းမတော်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့မှမဟုတ်ဘူးသူ့အကြောင်းမကောင်းတဲ့ရှင်းလားရှင်းပါရဲ့ဗျာအဲ့တော့တို့အမှတ်ကလေးပါပဲထူးတယ်ထူးတာပေါ့အကုသိုလ်များလို့အမှတ်ပါမှန်ပါဗျာမှန်ပါဗျာရှင်းလားရှင်းပါရဲ့ဗျာတကယ်ပြည့်မျိုးမဲ့မချင်းကုသိုလ်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုမဲ့တော့မချင်းဘူးရှင်းတော့ရှင်းပါရဲ့ဗျာအဲ့ဒါလို့အဲ့တော့သူများသက်သက်ခဲ့တဲ့ပုဂ္ဂိုလ်ကအဲ့ဒါလို့ချုပ်ရင်းချက်တည်တဲ့ဘဝများစွာနေရတော့သူဥစ္စာခိုးခဲ့တဲ့ပုဂ္ဂိုလ်ကရောက်ရဘဝမှာလက်လာပါရှာပါသွားပြီအခုငတ်တယ်လေဘဝမခံနိုင်တာနဲ့ဘဝများစွာငတ်တော့ရှင်းလားဟဲ့အဲ့တော့ဒီအဖြစ်တွေဟာအပြစ်လောက်ထားမှတော့အပြစ်ရဲ့အကျိုးကိုပေးဆိုင်ရဧကံပဲဆိုတာမသိကြဘူးလားသိပါပါဘုရားဆင်ခြင်တုံတရားကြည်တယ်နော်ကြည်ပါပါဘုရားဒီမှာမြတ်ခင်းကလေးမွေးထားတယ်မြတ်ခင်းစိန်ကလေးခုနကပြောတဲ့အသိပညာမရှိဆင်ခြင်တုံတရားမရှိတဲ့သမင်တွေကကြတော့ဟာမြတ်ခင်းစိန်ကလေးစိမ့်စိမ့်ဆူဆူနဲ့တင်စားလို့ကောင်းပါပဲငါတို့ဒီနေရာတော့โอเคပဲစကြက်ကောင်းကောင်းရပြီဆိုပြီးစိတ်ချလက်ချဒီမြတ်ခင်းကလေးမှာစကြက်လုံးပြီးစားကြတောက်ကြမယ်ဆိုရင်ဘယ်သူလက်ထဲရောက်ပါ့ပထမတောက်စုကတော့တဲ့ပညာမရှိအသိဉာဏ်မရှိဆင်ခြင်တုံတရားမရှိတော့ပထမသမင်တောက်တော့မုတ်ဆိုးလက်ထဲရောက်ပါတယ်အဲ့ဒါလိုမို့ဆိုလက်ထဲရောက်သွားတာကိုနောက်တစ်အုပ်ကတွေ့တဲ့အခါကျတော့ဟာဒီနေရာ dangerous အန္တရာယ်ရှိတယ်ဟမ်ဒီနားမှာရန်သူရှိတယ်မင်းတို့သတိထားကြဆိုပြီးတော့ဖတ်ဆောင်နေ
သို့တော်လည်းပဲထောက်ရှောင်ရှောင်နေဦးပဲဒီပတ်ဝန်းကျင်မှာစားခြင်းစရာအကောင်းဆုံးကဒီတမင်လေးဆိုတော့ဒီမြက်သိကြကြဘူးအဲ့တော့မြက်ခင်းသေးသေးလေးစားခြင်းနဲ့ဆိုတော့ဟိတ်တို့ဒီလိုတော့ဘုံကောင်လေးကနေခင်းကြီးသွားစားလို့အဖတ်ကလည်းအဲ့တော့ငါတို့ကပဲစိတ်စားဒီလိုကြောက်ပါဗျာနော်အလုံးသိပြီးသားပဲဟုတ်လားအဲ့တော့ငါတို့ပဲစိတ်သွားစားညသွားစားရအောင်ဘုဆိုးမသိတဲ့အချိန်ဆိုပြီးတော့ညကျမှသွားပြီးကိုးစားညသွားကိုးစားတော့မုတ်ဆိုးကနေလေလာကြည့်တယ်မြက်ကအကောင်နောက်တစ်နေ့လာကြည့်တော့မြက်ဒီစားတာဒါဆိုရင်လာပြီဘယ်ချိန်လာကညလာသားရင်ညခမှန်မှာပေါ့အဲ့တော့ဒုတိယတအုပ်စုလဲပါသွားပြီဆိုတတိယတအုပ်စုကဟာနေစားလို့လည်းမရညစားလို့လည်းမရဘူးတော်တို့လွတ်ရနေမှာပဲဆိုပြီးတော့သူကတောထဲမှာမုတ်ဆုံးအမြင်နဲ့နေရာကိုဝတ်ချင်းဖွဲ့ပြီးသမီးနေကြတောထဲမှာအစာရည်သာရှာစားတော့လွယ်လွယ်ကူကူရှာလို့မရတော့ဘယ်နဲ့ဆောင်းထုတ်နော်အဲ့တော့ရခင်းလေးလေးနဲ့ဆောင်းထုတ်တော့ကေးနေ့လည်းဖန်ခါညလည်းဖန်ခါအဲ့တော့သူကတစ်ဖွဲ့ကကင်းဆောင်ပါတစ်ဖွဲ့ကကင်းဆောင်နောက်တစ်ဖွဲ့ကဝင်စားအလှည့်ကြစားတာပေါ့လူတန်ကြားရင်လက်မယ်ရှင်းလားရှင်းပါပါဗျာအဲ့ဒါဘာလို့ကြောင့်ကိုးစားဘာလို့လဲကိုးစားမယ်ဆိုပြီးတော့သမီးလေးဒါဦးဇင်းကလောက်ကြံပြောနေတာမဟုတ်ဘူးနိဝါပတုတ်ဆိုတစ်ချိန်ကလည်းဟောပြီးသားပြောနေတာမဟုတ်ဘူးနိဝါပတုတ်ဆိုတစ်ချိန်ကလည်းဟောပြီးသားဒါဒုတိယအချိန်ပြန်ဟောတာအဲ့တော့ကိုတော့မြက်ခင်းသိမ်းလေးပေါ့နော်မမိသွားအောင်လို့နော်အဲ့တော့စီစဉ်တဲ့သူကလာလူတန်ကြရင်သူတို့ဝတ်ချင်းလေးတွေနေဆိုတော့ပုံသွတ်ရှိတယ်သူမြက်ခင်းရော့လေရော့နေအဲ့မဲ့သမင်ဖမ်းလို့မရဘူးဆိုတော့ဒီအောင်လေးဒါတော်ပန်းနှက်တဲ့အပွဲအဲ့တော့ဘုသူကလည်းသူ့ဖွဲ့နဲ့စုပြီးတော့လာရေးငါတို့က6ဖမ်းမယ်ဘာလို့မဲ6ဖမ်းမယ်ဆိုတော့ဒီတတိယအုပ်စုတွေကလူနဲ့သမင်ဆိုတော့ဘယ်သူကနိုင်တော့လူကနိုင်တော့လာခိုးစားတဲ့သမင်တွေဝိုင်းဖိုင်းတော့မိရောဗျဒီတော့စရုထတအုပ်စုကဟေးနေစားလို့လည်းမရညစားလို့လည်းမရခိုးစားလို့လည်းမရဘူးဒါဖြင့်တို့ဝေရှောင်ရစို့ဘာလို့ကြမလဲဝေရှောင်ရစို့အဲ့ဒီရခင်းသားကိုမကတ်နဲ့ကွာဆိုတော့စရုဒ္ဓတအုပ်စုသမင်နေရှိမှန်းတော့သိတယ်မဟုတ်ဆိုးဖမ်းလို့ရှင်းလားဒီတော့သမင်လေးအုပ်စုမှာဘယ်အုပ်စုလွတ်သွားဘာလို့လွတ်သွားဟောသူတို့ရှေ့ကပညာပေးသွားတဲ့သုံးအုပ်စုနေစားလို့လည်းညစားလို့လည်းကိုးစားလို့လည်းရှင်းတယ်နော်အဲ့တော့ချက်သားတို့တဲ့မင်းတို့လည်းဒီတိုင်းပဲမြက်ခင်းသိမ်းလေးဆိုတာတခြားမဟုတ်ဘူးกว่าလေမင်းတို့သုံးဆောင်နေတဲ့၅ပါးအာယုအဲ့ဒီ၅ပါးအာယုကမကုဟာပြုစုထားတာမန္နပြုစုထားတာဘုရားမန္နဒီဟုသောပုတ်ဆိုးတယ်ရှင်းတယ်နော်ရှင်းပါပါဗျာမန္နကြည့်ရပါလေမန္နလို့ပြောရတာကသဒ္ဒံလို့သရုပ်ပါအောင်မန္နဆွဲထည့်လိုက်တကယ်တော့ခင်ဗျားတို့ကျွတ်တို့ရင်ထဲမှာရှိတဲ့ကိလေသာပါရင်ထဲမှာရှိတဲ့ကိလေသာသည်ဘယ်မှာပြောလဲမကောင်းဘူးဆိုတာတရားပေါ်ထဲပြောတာ၅ပါးအာယုကာမဂုဏ်မှာပြောတယ်ရှင်းသလားဘယ်မှာပြောလဲအဲ့တော့၅ပါးအာယုကာမဂုဏ်မှာပြောတဲ့ခါကျတော့ပထမတအုပ်စုနဲ့တူတဲ့သမင်လေးဟာအခုလိုအသိပညာရရှိဖို့လည်းမကြိုးစားအသိဉာဏ်အတွက်လည်းအာမထုတ်ဟုတ်ပြီနော်စ
င်ကျင်တုံတရားလဲမရှိတော့လူဘဝဘာကြောင့်ရောက်လာမှာလူတန်ဖိုးလဲမနုဿတ္တဘာဝဒုံလဘောလူဘဝရခဲ့တယ်ဆိုတာလဲမသိတော့တစ်ချိန်လုံးဘာနဲ့အချိန်ကုန်သွားယောဂဘုံပြည့်စင်းစိမ့်လေးပေါ်မှာမိမေရော့ရော့နေလိုက်တော့ဘယ်သူလက်တွင်းသက်သင်ရဘုံဆုံးတဲ့သူတဲ့မာနမာနသေမင်းလက်တွင်းကိုသက်သင်ရအသေးဆုံးနဲ့ရှင်းလားသူတို့မှာပညာရောရှိသူကြည့်လားလောကအလယ်မှာမြန်မာနိုင်ငံမှာပဲရှိသမှာကမ္ဘာကိုမရှိတယ်ဟုတ်မြန်မာနိုင်ငံဟာအများဆုံးဘာသာကိုးကွယ်ဘုရားသည်ခင်ဗျားတို့ကြုတ်တို့အတွက်ကောင်းအဆိုးအမှားအမှန်တွေကိုဝေဖန်ဆုံးမမှုရှိမရှိရှိပါရဲ့ဗျာခုတို့ဘုရားကိုကိုးကွယ်တာနဲ့ဘာကိုးကွယ်တာသို့တော့ဗုဒ္ဓဘာသာလို့အမိခံထားတဲ့ပုဂ္ဂိုလ်တော်တော်များများကအဆုံးအမကိုလိုက်စားတာလားရုပ်ပွားတော်နဲ့လမ်းဆုံးနေတာရုပ်ပွားတော်နဲ့လမ်းဆုံးနေတာဘုရားဘူးသွားလိုက်ဦးမယ်နှစ်တိုင်းဘောပါလားတောင်ဘောကကြောက်တုံးကြီးရပဲတောင်အောက်ကကြောက်တုံးတဲ့ပို့ပြီးတော့တကိုးကြီးသလိုလိုရှင်းလားကြောက်တုံးဘောကဘုရားတောင်ဘောကဘုရားတောင်အောက်ကဘုရားရေတွေကဘုရားရေဘောကဘုရားဒီဘုရားရေမမြုပ်ဘူးရေမြုပ်တယ်ချင်းမမြုပ်နိုင်တဲ့လေပဲမှာတေထမြုပ်ကိုမြုပ်မှန်ပါဗျာရှင်းလားရှင်းပါဗျာသဘောပေါက်လားပေါက်ပါဗျာရုပ်တိရှိတဲ့လမ်းကြောင်းကိုပဲဦးဇင်းတို့အကျက်ဆုံးမှန်ပါဗျာဒါဦးဇင်းအကျက်ကိုပြောတာနော်တချို့ဒီရုပ်ဘွားဒီကိုအကုန်းနေတဲ့ပုဂ္ဂိုလ်တွေတပည့်တော်နဲ့မတည့်ဘူးလို့ဗလာနဲ့လေငါနဲ့တည့်တဲ့လူပဲဟောတာမတည့်တဲ့လူမဟုတ်ဘူးရှင်းနေတာပဲexactly သူမင်္ဂလာတပည့်များအတွက်သာ exact သူမင်္ဂလာပြုပါရှင်းလားရှင်းပါဗျာအေးကြိုက်ရင်ယူမကြိုက်ရင်ဘယ်မှန်ပါဗျာသူမင်္ဂလာတော့ရုပ်ဘွားဒီကြိုက်မှန်ပါဗျာရှင်းလားရှင်းပါဗျာဘုန်းကြီးဆင်းသူကတကူသိကြည့်တယ်လိုက်ဖို့မဟုတ်ဘူးကွာငါဘုရားငါကငါဝါနဲ့မှရှိတယ်အေးမင်းရုပ်သူထားမှန်ပါဗျာရှင်းလားရှင်းပါဗျာ26လမ်းလာမှာဒါရခိုင်ကဘုရားပြင်တာဘုန်းကြီးကမဟာမုနိဘယ်လိုဆိုအထိုင်ကမှာမဟာမုမမမှုရှင်းအောင်ဘုဒ္ဓတနာပို့ရှင်းလားရှင်းပါဗျာအဲ့ဒီနောက်ကိုလိုက်နေကြလို့ငါတို့ဗုဒ္ဓပြောက်မှန်ပါဗျာဘာပြောက်လဲဗုဒ္ဓပြောက်ပါဗျာဒါဥဒိတအထိတ်မှတ်ဘာလဲအထိတ်မှတ်ပါဗျာဒါလည်းငါတို့ရင်ထဲမှာဘုရားအစ်စ်လို့သတ်မှတ်ထားရင်ဒါလည်းဘုရားနဲ့ပြီးပြီငါတို့နားမှာဘုရားရှိမှန်ပါဗျာရှင်းလားဒါသဘောမပေါက်တဲ့အခါကျတော့အိုးဒီမျိုးစုံနဲ့ပြီးတော့ပြန်လိုက်ရေပေါ်ပေါ်လိုက်ပေါ်တော်မူလိုက်ငုတ်တော်မူလိုက်ရှိုးတော်မူလိုက်ရွှတ်ချက်ကိုခတ်နေတာရှင်းလားရှင်းပါပြီတို့ဘာမယောင်ကြည့်ရတရားပါကြည့်ရမှာပါဗျာဘုရားဆိုတာတို့ဘာကိုကိုးပဲဘုရားဟာလမ်းညွန်ကောင်းကြီးဗျအဲ့တော့သူ့လမ်းစဉ်ကိုငါတို့သိအောင်လုံးမဗုဒ္ဓဘာသာအစ်ရှင်းပါပါဗျာဒါကိုမေ့လျော့ပေါ့စားပြီးပညာမရှာပြီးပဲသိသွားတဲ့ပုဂ္ဂိုလ်ကအနေဆိုးနဲ့ပမာပြီမှာဘုရားမြင်တဲ့လူနဲ့မမြင်တဲ့လူပဲနေမြမမြင်တဲ့လူပါဗျာဒီနေ့ထူးထူးခြားခြားလေးတစ်ခုလုပ်ပြတယ်ဟာဘယ်ကိုတော့ကောင်းကင်ပြန်လို့လိုက်ပြန်ပြီအုံဟမ်ဘုရားဘာဖြစ်တော့လိုက်ပြန်ဘာရမအောင်ဆိုဘာမြောက်ကားမောက်တာဖတ်တယ်မှန်ပါဗျာရှင်းလားရှင်းပါရဲ့သဘောပေါက်လားပေါက်ပါရဲ့ဗျာဟုတ်ကဲ့မကြည့်တတ်လို့ပြောနေတာလားပေါက်ပါဘူးဗျာမနာလို့လားပေါက်ပါဘူးဗျာအဲ့ဒါဆိုလို့ဗိဓိတရားနဲ့ဆိုင်းချန်နဲ့ဇက်ပွဲမနာလို့လားပေါက်ပါဘူးဗျာဟုတ်ပါဘူးဟုတ်ပါဘူးခုဦးစိတ်ရှိရောက်လာတဲ့ပုဂ္ဂိုလ်တကယ်ဘုရားအစ်စ်ကိုမြင်စေချင်တာမှန်ပါဗျာရှင်းလားရှင်းပါရဲ့ဗျာဘယ်ကပြောသလိုပေါ့သီလတန်ဖိုးရှိလားရှိပါရဲ့ဗျာသုံးကြည့်ပြီးပါပြောအဲ့ဒီကျမှအရသာရှိတာသီလကဖို့သူ့သက်တပတ်နေရတဲ့ကိုယ်စိတ်ထဲမှာလွတ်လပ်မှုအေးချမ်းမှုချမ်းသာမှုရှင်းလားရှင်းပါရဲ့ဗျာသူ့သက်သက်ချင်းမှာရှောင်ကျင်ရင်နဲ့သီလတကူတွေကြောင့်စိတ်မှာလွတ်လပ်အေးချမ်းလာရှင်းတယ်နော်ရှင်းပါရဲ့သမာဓိပညာစစ်စစ်မရှိဘူးလားရှိပါရဲ့ဗျာပညာမဲ့နေတဲ့ဘဝနဲ့ပညာရလာတဲ့ဘဝဘယ်ဟာကအရသာရှိတယ်ပညာရလာတဲ့ဘဝရလာရှိပါရဲ့ဗျာ
ပုံမပြောဘူးကိုကိုကိုပြန်စားစိတ်တရားကြီးမနာခင်မကြားခင်မသိခင်ကဘဝနဲ့တရားနာသိနေရတဲ့ဘဝတရားနာသိနေရတဲ့ဘဝအကျမ်းပါရပါဗျာကိုဘဝအဓိပ္ပာယ်ကိုကိုပေါ်တတ်မှာဖြစ်ပါမှန်ပါဗျာအားလုံးဘဝအဓိပ္ပာယ်ရှိပလားမှန်ပါဗျာရှင်းလားရှင်းပါဗျာဒီလိုမှလေတရားဝဲပြောတယ်တရားကျောင်းတော်လေးရဲ့ဘုန်းကြီးနားရဲ့တွေ့သူနားကျင်တယ်ဆိုပြီးချန်ချန်တိုင်းကိုကလာပြီးချော့မော့တောင်းသွားလိုက်ပါသွားလိုက်ခွင့်ပြီးတော့နားမလဲငါလည်းနားတော့မနာချင်ဘူးဘာလို့မနာချင်တော့ဆိုတရားပွဲမရှိတဲ့နေ့တိုင်းဒီကောင်းကောင်းကြီးกว่าအဓိပ္ပာယ်မရှိလို့ရှင်းလားရှင်းပါပါဗျာအဲ့တော့ကိစ္စမရှိအောင်กว่าနေ့တိုင်းအဓိပ္ပာယ်ရှိတဲ့အလုပ်လုပ်နေရတာတန်ဖိုးရှိပါတယ်မှန်ပါဗျာရှင်းလားရှင်းပါပါဗျာသာယသမီးရဲ့စီးပွားရေးဒီငါးပါးအာယုံကမကုန်ဟာတက္ကရာလုံးလုံးလာတာတို့မှပြည့်စုံတယ်လို့မရှိပါဘူးမရှိဘူးအဓိပ္ပာယ်မရှိတာကြီးလုံးနေရမှန်ပါဗျာလမ်းလုံးရှိရင်တော့အဟုတ်ပါဗျာမှန်ပါဗျာဟင်ကမ္မကုန်လုံးလာတာလမ်းလုံးရှိသလားရှိပါဘူးဗျာပြည့်သွားပြီဆိုလဲမရှိပါဘူးဗျာအခုခင်ဗျားတို့တို့ရှာနေတာလေအားလုံးကအာယုံလို့မှန်ပါဗျာမပြောဘူးလားပြောပါတယ်ဗျာငါးပါးအာယုံကာမဂုဏ်ဟင်ဆိုတော့အာယုံက၅ပါးကာမဂုဏ်ကကြံစည်ဟမ်အာယုံကကာမဂုဏ်ကကြံစည်ရပါဗျာဒီကဓမ္မတွေပုံတွေ့ကြည့်တယ်နည်းနည်းလားငါဗာလေးကိုမှပဲအဲ့ဒါကာမဂုဏ်မှန်ပါဗျာဒီနေ့ဗာလေးချက်ထားမယ်ကာမဂုဏ်ကိုရီးယားဟောပေါ်လုံးမယ်ဥက္ကသုကီလုံးမယ်ဘာလုံးမယ်ညာလုံးဟမ်အဲ့ဒါလေကာမဂုဏ်ရှင်းလားအဲ့ဒီကြံစည်ရလည်းပြီးသွားတယ်လို့မရှိပါဘူးဗျာမနေ့စာပြီးနေ့လည်းစာပြီးညတာဒါစားတာတခုရှိသေးတယ်ဝတ်တာကအပြင်သွားရင်တစ်မျိုးအထဲရောက်လာတော့တစ်မျိုးအပြင်ကဝတ်အထဲမှာနေလို့ရမရပါဘူးရောက်လို့မိမဟောမှာပေါ့ဟုတ်လားဟမ်တော့တရားကြီးနဲ့လှုပ်ပြန်ပြီးလှုပ်လဲအိမ်ကြတော့ဟိုဟာနိုင်ဒါနိုင်ဟမ်ဟိုဆက်ပြင်ဒီဆက်ပြင်ဟိုဟာလှုပ်ဒီဟာလှုပ်ဗတိပြစီလဲဟိုဒီပေးကိုမျိုးလဲဟုတ်အိမ်ကြတော့တစ်မျိုးလဲအပြင်ထွက်တော့တစ်မျိုးတော့ဟိုဓာကြီးအပြင်သွားမလို့လားဟောပြမနေ့ကဒီဝတ်တဲ့ပြင်တော့မဟုတ်ဘူးလေခုသွားမှမင်္ဂလာဆောင်လဲဟုတ်ဟမ်သဘောပါလားအဲ့ဒါငါးပါးအာယုတဲ့ဘယ်ဟိုကလေးနဲ့သွားရင်ဘူးလို့မိကမပါရနဲ့ပဲပါတာပဲကြီးကောင်းတယ်သဘောပါလားအဲ့ဒါပဲတို့ကတော့လက်ကြမ်းနေကြတာတကယ်တော့ဘယ်မှရှိမကောင်းဘူးအာသုဘရှိတယ်ရှင်းလားရှင်းပါရဲ့ဗျာသုဘလားအာသုဘလားအာသုဘပါဗျာခုနလိုတစ်မျိုးပြောရင်တော့မပါလာကြည့်ဘူးနော်ပါလိုက်ချွေးရပြန်မိကတည်းကမိကအဖိုးရတစ်ချက်အကျော်တစ်ချက်ချွေးနာကတစ်ခုရင်မွေးနာတူဘယ်ဟာဘာလို့မှမမသိဘူးနားကြလို့ကိုမရလို့မှန်ပါဗျာသဘောပါလားမှန်ပါဗျာဒီနဲ့တော့ဒီနဲ့ပါဗျာလူဘုံများရှိရင်ထဲဝင်ဖို့ကတော်တော်စဉ်းစားလို့ဘူးလဲတော့မသိဘူးနော်ဒီတော့ငါးပါးအာယုံကြီးကာမဂုဏ်အခုဒီမှာမဟုတ်ဆိုကာမဂုဏ်မြတ်ခင်းစိတ်ကြီးလို့ပြထားတယ်။ပါတယ်။ကာမဂုဏ်မြတ်ခင်းစိတ်ကြီးလို့ပြထားတာ။သာရရလေးကိုယ်လည်းကျတော့ရောက်ရပေါ်ပါဖြစ်တယ်။သာရနေတာမန္တကြီးကခင်ဗျားတို့ပျော်အောင်ချော့တာ။သူလူဘဝလူလိုပျော်ဖို့။ကိုယ်ဘဝရောက်သွားရင်လူလိုပြောတာကောင်းလားခွေးလိုပြောတာကောင်းလားကြီးတာပဲကွာဟမ်ရှင်းလားဘုန်းကြီးတော့ရမ်းတယ်နော်ဟုတ်ပါဘူးဗျာဘုရားမင်္ဂလာဒီလိုသူများများပြောနေရင်ဒီတတ်နေတာပဲဟုတ်ပါဘူးဗျာဟုတ်ကလားဟုတ်ပါဘူးဗျာသူနဲ့ပြောတော့လေခွေးတွေပြောနေရတယ်ဟာပဲဗျာခွေးတွေပြောနေရတယ်ဟာပဲဗျစဉ်းစားကြည့်မှန်ပါဗျာရှင်းတယ်ကလားရှင်းပါဗျာကိုကျောင်းမှာဝါကြီးရှိတယ်ဟိုဖားကန်တော့လည်းတစ်ခါကြုံလို့လူခဲ့ရတယ်ချမ်းလို့ပဲဒီလက်ရှင်လေးစောင့်မရှိဘူးလို့သွားလို့ကျောင်းဝါကြီးလည်းဒီလက်ရှင်လေးဟိုကလူခဲ့ရတော့ဟုတ်ပြီကျောင်းဝါကြီးမေးဦးမှာပဲဝါကြီးပဲစောင့်လောက်လာလောက်ဘူးတော့ချမ်းတာချမ်းလာပြီကကျောင်းကဆောင်းနေကုန်လို့နော်ပြီးတော့အေးဗျာကျုပ်တို့စဉ်းစားမိတယ်လူကအင်ကြီးတူဝတ်ရစောင်းချုံရတယ်ခွေးဘာလို့ဆရာမလဲရှ
ဘောပါလားမင်းတို့ကပုံတော်ဒုက္ခများနေသေးရှင်းတတ်ကြလားရှင်းတတ်ပါလေဗျာအဲ့တော့ဘွားကြီးကဘယ်လိုဦးတဲ့စောင်းလဲပေးသေးတယ်အဲ့ဒါ90ကျော်အဖွားကြီးကွန်းဆောင်ခုနောက်လာတဲ့ချောချောကြီးတွေအိတ်နဲ့လာတဲ့ဟာရှိတယ်နော်ဟိုကိုဘောချုံတာသူကတခြားပြေးတာပေါ့ဗျာအဲ့ဒါမျိုးနော်အဲ့ဒီဆောင်ပေးလိုက်တော့နဲ့ကြတော့ရန်လာလို့ဘုန်းကြီးဖွားကြီးဥစဉ်ဆောင်ပေးရတော့ဟုတ်တယ်တညလုံးဒီဆောင်လိုက်ခံသူကထွက်ပြေးတယ်အဲ့ဒါပဲကကာမဂုဏ်ရှင်းလားအာယုံလေးနဲ့ပထမတော့စောင်းချုံရတာနှွေးတယ်လို့ပေါ့ဗျာကြည့်ရပြီဂေါဆောင်နဲ့ဘာဘူးဆောင်ပဲဟာကောင်းသဘောပါလားဘယ်ဟာမှမကောင်းဘူးပြုစုနေရတာဘာသစ္စာအဲ့ဒါပြောနေတာဒါမှယုံကမကုန်ဘယ်လိုလေးလုံးရင်တင့်တယ်မလို့လို့နဲ့ဒီခန္ဓာကိုယ်ကြီးကသူ့ဘာလားအာဟုပါကျင်းကျင်းသလိုပြင်စမ်းกว่าကျင်းတတ်ကြလားအဲ့တော့ငါးပါးအာယုအဲ့တော့ကာမဂုဏ်ပြည့်ချင်းစိတ်ကလေးခင်ဗျားတို့အဟုတ်မှတ်နေရင်တော့မိမိရောနေကြရဲ့အနေဆိုးနဲ့နေပြီးတော့ကျင်းတတ်ကြလားဟဲ့အဲ့တော့အခုခင်ဗျားတို့ထောင်ကြောက်သေးတော့ရောက်နေပြီဒီပြက်ကလည်းမစားရင်သိမှာဟုတ်အဲ့တော့သားတော့စားမှာပေါ့သို့တော့နေစားလို့လည်းမရအဲ့တော့ခဲ့လိနော်အဲ့တော့တို့အသိပညာမပါရင်တော့မရပါဘူးဗျာအဲ့တော့လိမ္မာပန်းတဲ့နောက်ဆုံးသမင်အုပ်စုရတော့ထဲမှာပုံနေပြီးတော့မှတဲ့အလစ်လက်ကြမှာဝင်စားတယ်အမြဲတမ်းမစားဘူးဒီနေ့လာတယ်မနေ့ပြန်စားတော့ပါနော်အဲ့တော့ဒီပေါ်မှာကန့်ညှိခြင်းမရှိပါဘူးဗျာဒါလေးပြည့်စုံပြောရင်နားလည်မှုခက်သွားမှာဆိုလို့တောထဲမှာရှောင်နေလိုက်တယ်ဒီလိုပဲထားလိုက်ကြတယ်နော်အဲ့တော့ဦးဇင်းတို့သဘောထားရမှာငါးပါးယုံကာမဂုဏ်ထဲမှာမိမိရော့နေရောညပါပြောနေကြပြန်ရင်လေရိတ်ခါကောင်းရပါမလားရိတ်ခါဆိုးရပါရိတ်ခါဆိုးရပါရှင်းတယ်နော်ရှင်းပါပြီကောင်းပြီကာမဂုဏ်အပြစ်တော့သိသို့တော့ငါဝမ်းပူဇာအနေပါဗျာဓမ္မမစားပါစံလေဓမ္မမလို့သူတို့ဘဝလည်းပြန်ကြည့်ဦးသူဒီတိုင်းသမီးစီဝိုင်းမလို့ဘာတော့ဘုံကြီးလုံးเสียမရှိဘူးဒီလိုမလားဘူးလားလာပါဗျာဒီတော့ဒီရခင်းစင်းရတယ်မစားလို့မဖြစ်မစားလို့လည်းမဖြစ်ပါဘူးဗျာအဲ့မနေ့ကပြောပြီကြော့ခွင်းလွတ်အောင်မလွတ်မယ်ကြော့ခွင်းလွတ်အောင်ဆိုတော့သုံးသပ်ရှိကြတယ်ငါတို့စားမဲ့ဒီငါးပါးအယုံကံမကုန်မြခင်းစင်းကလေးဟာငါတို့အတွက်တွေ့တာစရာအရေးလားအစစ်လားအစစ်ပါဗျာတို့တော့မစားလို့လေမရဘူးဆိုရင်တတိထာဝိယဒီနာနဲ့ကြည့်တော့သူ့ကိုကန့်ညှိမနေကြဘဲနဲ့မြင်တဲ့အစင်းလဲဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာကြားတဲ့အတန်လဲဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာအဲ့တော့ဒီအာယုန်ဒီအပေါ်ကိုအမြင်မှန်သာရထားရဲ့နောက်ကကာမဂုဏ်အကျံစီလာအောင်မလားပထမသမင်တော်အုပ်လို့မိမိရောဘောဘောဆဆနဲ့မျက်ခင်းပေါ်ပျော်ရွှင်သာစားနေရင်တော့အသိဆိုးနဲ့ကြည်တယ်နော်အဲ့တော့ဒုတိယတအုပ်စုလို့အမလိမ့်တစ်ပတ်နဲ့ညမှစားမယ်ဆိုတာလို့ပေါ့အဲ့တော့လိမ့်တော့လိမ့်တယ်လူမသိအောင်လိမ့်ခိုးတော့ခိုးတယ်မသိအောင်ခိုးတယ်တန်းစီဘုံနဲ့အောက်ကအကန့်ထားသလိုဘောပါလားဒုံနဲ့ထောက်ကြည့်တော့ပတ္တိပဲသို့တော့ဘေးကကန့်ထားတယ်ကျုံမကြီးတယောက်ဗတ်စီအောင်တဲ့ကျုံမကြီးတယောက်ဦးဇင်းတို့ငယ်ချင်းတစ်ပည့်တန်ပြူပုံးလုပ်တဲ့စီမှာအရင်ထိုင်ပြီးတော့နေတော့ဒီစီကုန်းလေးကိုတဲ့ပထမလာအကလေးကအဲ့ဒီသူ့ပုံးက၄ကလန်ကွဲပဲစမ်းနော်အဲ့၄ကလန်ကွဲပဲစမ်းတဲ့ပုံးကိုအထက်ကတကန့်ကန့်ပေးဦးဘယ်လိုကန့်ရမှာလို့ဆိုလူဆောင်းဆောင်းကလေးကန့်
တို့ထောက်လိုက်ရင်လည်းအောက်ဆုံးထိရောက်အောင်နော်ဘေးကအကန့်ကန့်ဘေးဆိုတော့ဘလောက်ပဲဆန့်တော့ဆိုသူက3လလောက်ဆန့်တော့ဟာဒီဥမာကြီးအဲ့ဒါမမြတ်ဘူးလားဆိုတော့မမြတ်သေးဘူးတဲ့ဘေးကလာတောင်းတန်းထဲဘေးနေရတာရှိသေးတယ်အေးလို့ခိုးလေမမြတ်သေးပဲဆိုဒါဆိုဘယ်လိုလုပ်မလဲကိုတော့တဲ့နော်ပြောသွားတယ်သူအဲ့လိုပြောသွားတာရှိတယ်ဘယ်လိုလုပ်ကြမလဲမကိုယ်ပဲစားလို့ရပါမလားဟမ်ရပါပါဗျာရနိုင်ပါမလားရပါပါဗျာရပါမလားဗျာရပါပါဗျာဟမ်မကိုယ်ရောရပါမလားရပါပါဗျာဝိဇ္ဇာဘွဲညုံမပါရင်စုံယူတယ်မရအောင်မေးအောင်ဒီပါမလားဒီပါဟမ်ဒီပါဒီတော့လည်းတော့ဗျာမူသားမပါဘူးလေရမလားမရပါဘူးဗျာသူအကြောင်းကျိုးရှိပါတယ်လွတ်အောင်လုပ်လို့ရပါတယ်ဗျာမူသားမပါတဲ့အယောင်းဝယ်ရှိမရှိရှိပါတယ်ဗျာမူသားမပါအောင်ရောင်းလို့ဝယ်လို့ရပါတယ်ဥက္ကဋ္ဌပြောသလိုပေါ့အတ္တိပစ္စည်းတလောက်ရမှရောင်းနိုင်မှာသူကြိုက်ရင်ဝယ်လေအရင်ကဘယ်လောက်ကြလို့တော့မပြောနဲ့လိန်တော့မှာလားရှင်းလားသဘောပါရဲ့နော်အဲ့ဒီမှာတက္ကလာအပြည့်ပဲဖူးပဲအဲ့တော့သို့တော့3500 4500ရမှရောင်းနိုင်ပါလေတဲ့မင်းကြီးခုအဲ့လိုလက်တွေ့လုပ်နေတဲ့ပုဂ္ဂိုလ်ကြီးဦးဇင်းတို့ဘာဝင်ကြမှာအများကြီးရှိပါတယ်ဟာဘုရားပြောတာဟုတ်တယ်ပတ်စံပူတာဘာသူ့ဘမှာတော့လူကခန္ဓာပြည့်တယ်လိုချင်တာလေဒါမှငါကတဏှာယူတက္ကလာဘလောက်မောင်းလို့ရတယ်ဒါမှသိမှာပေါ့ရှင်းလားအဲ့ဒါတော့မဟုတ်ပဲဒါပေးရလားရှင်းရလားအဲ့မမှန်ကန်ကန်လှုပ်ရှားလိုက်တဲ့ကိုယ်မှာမှန်ကန်ခြင်းဆိုတဲ့ဂုဏ်သိက္ခာလဲရသွားတယ်အာကုသိုလ်လဲကျင်းသွားတယ်ရှင်းလားရှင်းပါတယ်အဲ့ဒီရသလားရပါတယ်ကြောင်းကြလို့မပြင်မဲနဲ့တော့မရပါဘူးဗျာကောင်းလာတယ်လို့မရှိပါဘူးဗျာရှင်းသလားရှင်းပါတယ်ဘိုးပစားနဲ့ဗျာမှန်ပါပါဗျာဘောပိုင်လိုက်အဲ့တော့သတိပညာလေးနဲ့ဒါအစားမယ်ဆိုတော့အစင်းအာယုံလေးလည်းဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာအတန်အာယုံလည်းဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာအနတ်အာယုံလည်းဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာအရသာအာယုံလည်းဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာအသိတွေ့အာယုံလည်းဖြစ်ပြီးရင်ဖြစ်ပါရဲ့ဗျာဘယ်အာယုံမြဲတယ်လဲဘယ်အာယုံပါဗျာအာယုံဆိုတာဘယ်ပါဗျာမုတ်ဆိုးကြော့ခွင်းနဲ့မဝင်နဲ့မှန်ပါဗျာတို့ကကြော်ခွင်းနဲ့ဘယ်လိုလုပ်ရောက်သွားသလဲလို့ဆိုရင်ပရိစ္ဆေသမုပ္ပါဒေသနာနဲ့ကြည့်ရအောင်နော်မှန်ပါဗျာအဲ့တော့ရထားတာခန္ဓာဘယ်နှပါးမှန်ပါဗျာဘာသစ္စာဒုက္ခသစ္စာကြီးနဲ့ရှားပွေစားသောက်မှုမလုပ်ဘဲနေလို့မရပါဘူးဗျာအဲ့တော့ရှားတဲ့အခါကျတော့ဝေဒနာပစ္စည်းဟာမှန်ပါဗျာအဲ့ဒါဆိုတော့ဝေဒနာမကောင်းတာကြိုက်တယ်လားကောင်းတာကြိုက်တယ်ကောင်းတာကြိုက်ရင်ဝေဒနာပစ္စည်းဟာမှန်ပါဗျာခန္ဓာကိုယ်ကြော့ခွင်းနဲ့ရောက်သွားပြီမရောက်သွားပြီ။ဘယ်လိုရောက်သွားပြီဆိုဒီပြသေးစိမ့်ကလေးကတို့ကမစားလို့ကမရပါဘူး။စားမနေရတာဒီမှာရှိတယ်ဓမ္မရူပပစ္စယနာယုတ်ရှိရင်သံဃာယနာရှိတော့မျက်စိတန်းတာလေးကကိုယ်စိတ်မရှိလား။ရှိပါရဲ့ဗျာ။ဒါပြင်မျက်စိရှိရင်ဘာလို့ဘာလို့ရှိရမှာရှိရမှာမင်းတက်တာမမေးသေးဘူးမျက်စိရှိရင်ဘာလို့ရှိပါဗျာ။နားရှိရင်ကြားရမယ်နားထောင်ရမယ်သူ့အလုပ်ကလုပ်ကိုလုပ်ပါဘူးလုပ်ရမှာဆိုတာရှောင်လို့ရသလားမရပါဘူးရှောင်လို့မရတော့သတ်လာရဲ့သားပစ္စယမလာဘူးလားလာမလားဖတ်တာမလာနဲ့ပြောလို့မရပါဘူးဗျာဒီငါရှိအကုသိုလ်ဖြစ်အောင်မမြင်မရစေနဲ့မကြားမရစေနဲ့လုပ်နေလို့တော့မရဘူးပြင်စရာရှိရင်ကြားစရာရှိရင်မြင်တာကြားတာအပြစ်လားသာယာတာအပြစ်လားသာယာတာအပြစ်ပါဟောတို့သာယာစရာဆိုဖတ်တာပစ္စယပါလားဝေဒနာမလာနဲ့လို့ပြောလို့မရတော့တို့ဘယ်မှာပြဿနာတက်တော့ဆိုတော့ဝေဒနာပစ္စယဒီမှာပြဿနာတက်သွားတကယ်ကသတ်လာရကမျက်စိအောင်မြဲသလားမြဲပါဘူးဗျာကိုယ်မျက်လုံးကိုပိုင်ပိုင်ပါဘူးဗျာကိုယ်နားကိုပိုင်ပါဘူးဗျာဖြစ်ပါဘူးဗျာဘာသစ္စာဒုက္ခသစ္စာပါဗျာအာယုန်ရောပိုင်လားပိုင်ပါဘူးဗျာဘုရားမပိုင်တဲ့အတွက်သတ်လာရနာပစ္စယဘာကတွေ့မှလားမတွေ့ဘူးလားမတွေ့နဲ့လို့ပြောရမှာလားတတိရှိရတတိရှိရပါဗျာပညာနဲ့သင်ခြင်းအသိဉာဏ်နဲ့သုံးသပ်ပညာနဲ့အသိဉာဏ်နဲ့သုံးသပ်ကြည့်လိုက်ပဲဆိုတော့ဖတ်တာကလေးကတွေ့ပြီးတာနဲ့
ဝေဒနာလေးပေါ်ပြီးတာနဲ့ချမ်းသာတဲ့ဝေဒနာလေးဖြစ်ပြီးတော့စားကောင်းတာမမြဲသလားဝတ်ကောင်းတာဟောနေထိုင်ကောင်းတာဟောမမြဲဘူးဆိုရင်ဖြစ်ဘာသစ္စာဘုရားသစ္စာကိုသာယာစရာလိုသေးလားဒီမြက်ခင်းတော့မစားဘူးလားဆိုတော့ဘုရားမိမိရောစားတာလားသတိနဲ့စားတာသတိနဲ့စားရင်ဝေဒနာနိရောဓဝေဒနာနိရောဓတော့မုသောဖန်လို့ဒါကမုသောကမြင်အောင်မလားမန္တလက်ကရှင်းလိုက်လားရှင်းပါပါဗျာအဲ့တော့လုံးစုံပြကိုင်နမမှာမေတ္တာကရုဏာထားပြီးတော့ကာယကံဝစီကံမနောကစင်ကြယ်အောင်ကြိုးစားနေရင်ငါတို့မိုးဆိုးလက်ကအာယုန်တွေကိုကြံစီနေမလားအာယုန်သဘောသိအောင်လုပ်ပြန်ပြောပါမယ်အာယုန်တွေကိုကြံစီနေမလားအာယုန်သဘောသိအောင်လုပ်ပါလားအာယုန်သဘောသိအောင်လုပ်ပါလားစားကောင်းတာလည်းမြဲသလားမြဲပါဘူးဗျာစားမကောင်းလဲမြဲပါဘူးဗျာနေလို့ကောင်းတာလည်းမြဲပါဘူးဗျာကြည့်လို့ကောင်းတာလည်းမြဲပါဘူးဗျာဘယ်လိုအာယုန်ဖြစ်ဖြစ်ပြီးရင်မြဲပါဘူးဗျာဘာသစ္စာသိတဲ့ဉာဏ်ကမြဲပါသစ္စာပါဗျာဘယ်လိုသစ္စာသာဒီတရားကြားထိုးလာရင်တဏှာဥပါဒံကိလေသာတွေလာအောင်မလားကိလေသာမှမရှိရင်ကံမြောက်အောင်မလားကံမြောက်ရင်တော့သာတိသရမရဏရပါအောင်မလားဒါဖြင့်လက်ရှိအသေးရှိပြီမဲ့နောက်အသေးမရှိပါဘူးဗျာလက်ရှိမရဏရှိပြီမဲ့နောက်မရဏမရှိပါဘူးဗျာသေမင်းလက်တွင်းကလွတ်တယ်ဆိုတာအလိုလိုလွတ်သွားတာလားအသိဉာဏ်ရှိလို့လွတ်တာအဲ့ဒီမြက်ခင်းစိမ့်ကလေးရှောင်လို့တော့မရဘူးတော့တော်တယ်ဘောပုတ်ရမလားအဲ့မြက်ခင်းစိမ့်ကလေးရှောင်နေရမှာလားသတိပညာနဲ့စားမှာလားသတိပညာနဲ့စားပါအဲ့တော့သမယတစ်ခွင်တော့တော့သတိပါသလားမေးပညာပါသလားအဲ့ရှောင်တတ်သလားဆိုတော့မရှောင်တော့ဘယ်သူလက်တွင်းသက်ဆင်းဘုသုံးလက်တွင်းသက်ဆင်းပြီးတော့အနေစိုးနဲ့နေအဲ့တော့ဘုရားပြသောသာတရားမှာအမြတ်ထွက်ခဲ့လားအရှုံးပေါ်ခဲ့သူရိတ်ခါဖြည့်တော့မှတော့ရိတ်ခါဖြည့်တော့အောက်သံဃာလေအောင်ဖြစ်မလားဆင်းရဲသံဃာရှိအောင်ဖြစ်မလားမဖြစ်ပါဘူးဗျာဒါဖြင့်ရိတ်ခါဖြည့်ပြီးတော့သံဃာလည်းလေကြမလားဖောက်ထွက်ကြဖောက်ပါဗျာရှင်းတယ်ကလားဖောက်ထွက်တဲ့လူတွေကဘုရားရဟန္တာပုဂ္ဂိုလ်ကြီးတွေဖောက်ထွက်သွားရောက်လားသူတို့လည်းဘယ်အိခံနေသွားဒီမြက်ခင်းစိတ်ကလေးစားသွားတာဟင်သူတို့မှလည်းအာယုံမတပါဘုရားတို့တို့ပါဘုရားရှင်ကိုရောမြတ်ကြီးကအသုံးချသွားတယ်အာယုံမှန်သမျှဖြစ်အိဋ္ဌလားအနိစ္စလားဒုက္ခလားဒုက္ခအတ္တလားအနတ္တလားဘုရားကသိသွားတော့ဒီမြက်ခင်းပေါ်မှာသာယာခြင်း45ပါးလုံးမြက်ခင်းနဲ့လျှောက်သွားနေတာပဲဘယ်မဟုတ်ဆိုးမှဖမ်းလို့ဘာပါသွားလို့ဒါမို့လို့ဘုရားရှင်ကိုရောမြတ်ကြီးကသဗ္ဗံကာယကမ္မညာနာပုပ္ပိကမ္မညာနာနုပရိဝတ္တံသဗ္ဗဝစီကမ္မသဗ္ဗမနောကမ္မညာနာပုပ္ပိကမ္မညာနာနုပရိဝတ္တံဆိုပြီးတော့အလုံးစုံမှာဘာဦးစီးလဲဟောဘောပါလားညာသာလျင်ရှိသွားရှိတယ်ပြီးတော့မနဖမ်းလို့ကျင်းတဲ့လားအခုလည်းခင်ဗျားတို့လူဘဝလူလောကရောက်လာမစားမတော့ဘဲနေလို့မချာမဖို့ပဲနေလို့သာသမီရှိရင်သာသမီဝတ်တရားလို့ရမှာပဲလူမှုရှိရင်လူဝတ်တရားဘုတော်ဘာနဲ့လို့ဉာဏ်နဲ့လို့ဘယ်အာယုံဖြစ်ဖြစ်ပြီးတော့အဲ့တော့မတဲ့လင်းလင်းရင်တွေ့မှလဲပါလိမ့်လေဒီလေကောင်တွေ့မှလဲဥရဝင်တွေ့မှလဲအာယုံဆိုတာအကောင်းတဲ့သတိထားအဲ့တော့ဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာလဲသိတဲ့ဉာဏ်ကအဲ့ဒါလို့သာဥသိခါရဲ့ငါတို့မုတ်ဆိုးလျှော့ခွင့်ရှင်းမလားရှင်းပါပြီဒီမြက်ခင်းစိတ်မစားဘဲနေလို့တော့မရဘူးမြက်ခင်းသားကဝိအောင်ပြေးလို့လဲမရပါဘူးဟေးဟိုသမီးလေးတော့ပြေးနိုင်လို့လွတ်ကောင်းနော်တို့ကတော့ပြေးနိုင်မလားမပြေးနိုင်ပါဘူးဗျာတကယ်တရားဓမ္မရင်းကလည်းကိုလိုသဘောပေါက်ပြီနော်စရုထသမေအုပ်စုဟာဒီမုတ်ဆိုးချောင်းဖန်တတ်မှသိတဲ့အတွက်ကောင်းစွာသတိကြီးကြီးထားပြီးတော့သူတို့မဆောင်တဲ့အချိန်ဝင်စား
ဟုတ်ပြီနော်လာရင်ကြောင်ပြေးမဆောင်တဲ့ချိန်လက်တဲ့ချိန်စားပြီးနောက်ဆုံးလေအဲ့ဒီမုတ်ဆိုးဟာဘာလို့လဲမရသူ့မျက်ခင်းလဲကုန်တော့စာကြောက်ရုပ်သမင်ချောက်ရုပ်လှုပ်ထားတာတောင်မှဒီသမင်လေးကဒါအယုတ်ပဲဆိုတာသိပါပါဗျာဘာရှိလို့အသိဉာဏ်ဒီတော့ဒီမုတ်ဆိုးထိလို့ဒီတိုင်းပဲကြည့်နေလိုက်ရတော့တောင်းလိုက်ရှာတော့သူတို့ဝှကျင်တွေးသလားတွေ့ပါဘူးဟုတ်တယ်နီးဝဲထားတာဝေးရချောင်းခုလည်းခင်ဗျားတို့ပြန်ကြတော့ဟာအေးရဝင်တော့မဆိုအောင်จิตသေးဘူးကွာတလေကုန်ပြခဲလေးလျှောက်သွားတာအဲ့တော့မုတ်ဆိုးလက်ကလွတ်အောင်တော့ရပါပါဗျာဒီချာဝိရတာဒီဟာနဲ့ပြရပါဒီတော့ဒီလေလုတ်ခဲ့တဲ့ခင်ဗျားလေးလည်းဖြစ်ပြီးတော့ပြပါပါဗျာအခုတရားအထုတ်ရင်းနဲ့ရှုမှတ်နေခင်ဗျားလည်းဖြစ်ပြီးတော့ပြပါပါဗျာခန္ဓာကြီးကဒုက္ခလားဒုက္ခဒုက္ခပါဗျာအတ္တလားအနတ္တလားအနတ္တပါဗျာဒါလေးစင်ကြင်ပြီးလို့တော့မုတ်ဆိုးလက်ကလွတ်ပါပါဗျာရှင်းလားရှင်းပါပါ15မိနစ်တရားပွဲနဲ့ထိုင်ပြီးပြီအဲ့ဒါတရားပွဲတွေထိုင်ဖို့လားငြင်းလေးချင်တယ်9မိနစ်ရတယ်9မိနစ်တော့အောင်ရှင်းတယ်နော်မနဲ့ပြီးတော့အေးအသာချင်းဘုရားရှင်ရှိပြီဘာမလို့တော့9မိနစ်ဘလောက်အရေးကြီးလားမကောင်း9မိနစ်ဘုလက်ကတော့ညအေးရဝင်တော့မယ်အိတ်ရှင်လာပြီဟာလေးကိုမင်းလွတ်ရင်းလုပ်ပြီးဗလားမလို့ပါဘူးထိုင်ဘယ်သူမှပြောထိုင်တာတရားလားအေးယေရှုလို့ပြောဆိုအေးယေရှုအိပ်ပြောသွားမှထိုင်ရင်တော့အိပ်ပြောနေတာထိုင်ရှင်းလားအဲ့တော့ကိုယ့်ပေါ်ပူလာပြအောင်ရှောက်လို့တဲ့လူတွေလည်းများနေတော့ဒါသတိပေးရတယ်ထိုင်မှတရားလားဟုတ်တယ်လို့ပြောလိုက်သူမင်္ဂလာပြောတာမကြည့်တိုင်းသူမင်္ဂလာလာရှင်းတယ်လို့ပြောလိုက်ကျင်းရသလားဒီတိုင်းငုတ်တုံမွေ့နေတဲ့ဟာတွေကိုတော့အိမ်ရင်တော့ခိုင်ပြဿနာတက်သွားမှာပေါ့ရှင်းတယ်လားအဲ့တော့ဖိုင်းတယ်ဝင်းလုံးထားခိုင်းအောင်တတိထားဝိရတာဟာမထားကောင်းမထားနေသတိပေးနေတာနော်သတိပေးနေတဲ့ကြားထဲခါမထားကောင်းမထားဆိုဒီကထားလို့ပြီးသေးသူတို့ထားပြီးသေးသဘောပါလားအဲ့လိုမေ့နေရင်တော့သိချင်းစိုးနဲ့အနေစိုးနဲ့နေရင်မြက်ခင်းကတော့စိမ့်နေတော့ပြောကြမကောင်းဘူးလားအေးလူဘဝလူလောကခုခင်ဗျားတို့ပြောကြအာယုံတွေအများကြီးပဲပြောလို့သာမေ့နေရင်တော့ရှင်းတတ်ကြလားဘုံဆိုးကကြောလို့ကြောချက်လို့ချက်ဟုတ်ကဲ့လားသူပြုသမျှဆိုင်ရတော့မှအဲ့တော့သူများနဲ့တွဲသက်ဆင်းကြမလားလွတ်အောင်ရုံးမလားလွတ်အောင်ဆိုတတိကဒီကြတဲ့ပြီးတော့ရုပ်ကောမြဲသလားမြဲပါဘူးဗျာနာမ်ကောမြဲသလားမြဲပါဘူးဗျာဒီအာယုကြည့်ကြည့်ဟမ်ကြည့်ပါပါဗျာကြားလားကြားပါဗျာအာယုတဲ့အဲ့တိုင်းမှန်ပါပါဗျာဉာဏ်နာလေးနဲ့ဖြစ်ပြီးမြဲပါဗျာဘာကြမ်းမဟုတ်သေးချာတရားပြန်ရင်နားနှာခေါင်းလေကြောင်းကြောက်ဝင်စီတော့တခုများကြံလာလို့ကြံပါပါဗျာရှင်းလားရှင်းပါရဲ့ဗျာဒါမှလည်းစိတ်ထိုးခုစီပွားလိုက်တခုခုကြံနေလားကြံပါပါဗျာဘာကြံဘာမှကြံပါဗျာရှင်းပြပါဗျာအဲ့ဒါယူကတော့မာနကြီးနေခက်ပါဗျာပါဗျာဟမ်ဘောပါလားပါပါဗျာဘာကြံဖြစ်နေငါမကြည့်တော့ဘူးငါပြောတာတင်တွေ့သဘောပါလားဘာမှညာပြည့်เสียရှိသေးတယ်ကြည့်ပါဗျာမကြည့်တတ်เสียလဲကြည့်ပါဗျာကြည့်တတ်เสียကြည့်ပါဗျာငါကောင်းလေးတော်လိုက်တာမေ့ရှိဘူးလို့ပြောနေတာဘယ်သားမှအပြင်ရောက်မတော်ဘူးပါဗျာရှင်းလားအဲ့ဒီတတိတော်သားမပါဘူးလို့ပဲဘယ်သူလည်းမထောင်ချင်ဘူးမထောင်ပါဘူးဗျာအဲ့တော့ငါပိုင်လားပိုင်ပါဗျာအားလုံးအတ္တလားအနတ္တလားအနတ္တပါဗျာတရားအားလုံးဖြစ်ပြီးတော့ဖြစ်ပါဗျာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲဒီကဲ့သို့သစ္စာ၄ချက်တစ်ပိုင်းနဲ့ကိမ့်ပါသားလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အမေမလေးရောမပေါ့ဆပဲနဲ့ရက်ခင်းစိတ်ကလေးပေါ်ကနေတန်တရာဒုက္ခသတ်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြအောင်စို့